EP 1အစမှာတော့ဆေးဘာဝင်းလို့ခေါ်တဲ့သူရဲကောင်အဖွဲ့ကအင်အားကြီးမားတဲ့နဂါးတစ်ကောင်နဲ့ရင်ဆိုင်တိုက်ခိုက်နေကြပါတယ်။နဂါးအမိနဲ့ရိုက်ခတ်မှုကြောင့်အဖွဲ့ဝင်တွေလွင့်ဆွန်ကုန်ပြီးအေးခဲလေးနဲ့ပါတိုက်ခိုက်ခြင်းခံရပါတယ်။သူတို့တွေမော်ကာဝဲရဲ့အတားအဆီးတွေနဲ့ခုခံကြပေမဲ့နဂါးကအကာအကွယ်ကိုဖောက်ထွက်ပြီးအဖွဲ့ဝင်တယောက်ကိုထိမှန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖွဲ့ရဲ့စပိုမူတန်နစ်ကသူ့ရဲ့မော်အသွမ်းနဲ့ဆေးရည်တစ်မျိုးကိုဖန်တီးပြီးဒဏ်ရာရသွားတဲ့မိန်းကလေးကိုကုသပေးခဲ့ပါတယ်။အဖွဲ့ကောင်းဆောင်ဖီကိုကသူ့ရဲ့မော်တာနဲ့နဂါးရဲ့မျက်လုံးကိုခုတ်ပိုင်းလိုက်တဲ့အခါနဂါးကအကြီးကျယ်ဒေါသထွက်သွားပြီးလျှက်စီးချောင်းတွေနဲ့ပြန်လည်တိုက်ခိုက်ပါတော့တဲ့ဒါပေမဲ့ဒုကောင်းဆောင်ခါတီကအဲ့ဒီလျှက်စီးတွေကိုဓာတ်နဲ့ခုတ်ချနိုင်ခဲ့ပြီးဖီကိုကလည်းသူတို့ဟာကမ္ဘာအင်အားအကောင်းဆုံးအဖွဲ့ဖြစ်လို့စိတ်မပြတ်ကြဖို့အဖွဲ့ဝင်တွေကိုအားပေးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာစေဘာဝင်းအဖွဲ့ဟာအရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါတယ်တကယ်တော့သူတို့ဟာအဲ့ဒီနဂါးကိုမနေနိုင်ခဲ့ပဲရှုံးနေခဲ့တာပါခေါင်းဆောင်ဖီသူဖီကိုကအဲ့ဒီရှုံးနေမှုအတွက်ဒန်နစ်ကိုအပြစ်တင်ပါတော့တဲ့ဒန်နစ်သာ drive ဆိုတဲ့စွမ်းရည်ကိုအသုံးပြုခဲ့ရင်နဂါးကထွက်ပြေးလွတ်မြောက်သွားမှာမဟုတ်ဘူးလို့သူကဆွဆွဲပါတယ်ဒန်နစ်ကတော့နဂါးကိုထိန်းချုပ်မရတော့တဲ့အချိန်မှာဖီကိုကိုယ်တိုင်ကအဲ့ဒီစွမ်းရည်ကိုသုံးဖို့ခိုင်းခဲ့တာလို့ပြန်ပြောခဲ့ပေမဲ့ဖီကိုကတော့သူအဲ့လိုအမိတ်မပေးခဲ့ဘူးလို့ညင်းဆိုလိုက်ပါတယ်ပိုဆိုးတာကဖီကိုဟာဒန်နစ်ကိုတခြားအဖွဲ့ကလှုပ်လိုက်တဲ့တချို့တယောက်ဖြစ်ဆွဆွဲပြီးမင်းတို့စပိုမူတယောက်ကငါတို့အဖွဲ့မှာရှိနေဖို့မတန်ဘူးလို့ပြောကအဖွဲ့ကနေနှင်ထုတ်လိုက်ပါတယ်ဒန်နစ်ဟာဒေါသထွက်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ဖီကိုကသူတို့နှစ်ယောက်လုံး level 99ဖြစ်နေရင်တော့စပိုမူတယောက်ကသူ့ကိုဘယ်တော့မှမနိုင်ဘူးလို့ဆိုပါတယ်နောက်ဆုံးမှာတော့ဒန်နစ်ကစိတ်ကိုလျှော့ပြီးအေးစေးပဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒန်နစ်တယောက်မျိုးတော်ထဲမှာလမ်းလျှောက်နေတော့ပူပေါင်းလေးလွတ်သွားတဲ့မိန်းကလေးတယောက်ကိုကူညီပေးခဲ့ရာကနေမိမိအတွက်အရေးကြီးတဲ့အရာတွေကိုလက်မလို့သင့်ဘူးဆိုတာသူသဘောပေါက်သွားပါတယ်သူမျိုးတော်ကနေထွက်ခွာဖို့ပြင်ဆင်နေချိန်မှာခါတီကလာရောက်တားဆီးပါတယ်ဒန်နစ်ရှိလို့သူတို့အဖွဲ့ဟာထောင်ချောက်တွေတဲကိုနက်နက်ရှင်းရှင်းဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီးသူသာမရှိရင်အဖွဲ့ဟာဆက်ရက်တီကိုခတ်ခဲမဲ့ဆိုတော့ခါတီတယောက်ပဲသိနေလို့ပါဒါပေမဲ့ဒန်နစ်ကတော့သူ့နေရာမှာတခြားတယောက်အစားထိုးနိုင်မှာပါလို့ပြောပြီးညှင်းဆိုခဲ့ပါတယ်သူဟာကိုပိုင်စားတောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ရည်မှန်းထားကြောင်းလည်းပြောပြခဲ့ပါတယ်ခါတီဟာတူကောင်းဆောင်တယောက်အနေနဲ့အမိတ်ပေးပြီးတားဆီးခဲ့ပေမဲ့ဒန်နစ်ကတော့သူ့မောက်ကိုကိုယ်တိုင်ဂရုစိုက်ဖို့မှာကြပြီးထွက်လာခဲ့ပါတယ်ဒန်နစ်ဟာမျိုးစစ်တစ်ခုကိုရောက်ရှိလာပြီးဆိုင်ဖွင့်ဖို့ပြင်ဆင်မှာတော့တဲ့သူဟာအိုက်ပေါက်လို့ခေါ်တဲ့မော်ပစ္စည်းတစ်ခုကိုတွေ့ပြီးဝယ်ချင်စိတ်ပေါက်ခဲ့ပေမဲ့ရင်းနှီးမြုပ်နှံမှုအ ਨੇ ဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတဲ့လမ်းညွှန်ချက်အတိုင်းဝယ်ဖို့စိတ်လျှော့လိုက်ပါတယ်ဆိုင်အတွက်လိုအပ်တာတွေအားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့သူ့အတွက်နောက်ဆုံးလိုအပ်နေတဲ့အရာကတော့ဆိုင်မှာကိုညီပေးမဲ့ဝန်ထမ်းတယောက်ကိုငှားရမ်းဖို့ပဲဖြစ်ပါတယ်စားတောက်ဆိုင်လေးရဲ့ပထမဆုံးဝန်ထမ်းနဲ့ဧည့်သည်တော်ဒန်နစ်တယောက်ဆိုင်အတွက်ဝန်ထမ်းရှာနေရင်ကျွန်းစည်းကွက်မှာရောင်းချခံနေရတဲ့အတလီယာဆိုတဲ့မိန်းကလေးကိုတွေ့သွားပါတယ်သူမဟာမျိုးရိုးနှိပ်သွားတဲ့မုံမက်မျိုးနွယ်ရဲ့သမီးဖြစ်တယ်လို့သိရပါတယ်အစာပိုင်းမှာတော့ဒန်နစ်ကလူတိုင်းကိုသူမကယ်နိုင်ဘူးလို့တွေးပြီးထွက်သွားဖို့ပြင်ပေမဲ့သူမရဲ့မျက်ဝန်းကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့အတိတ်ဟောင်းကိုသွားသတိရစေတာကြောင့်သူမကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပိုလို့ခေါ်တဲ့ကုန်သည်တယောက်ကသူ့ထက်ဈေးပိုပေးပြီးလူဝယ်ခဲ့ပါတယ်အဲ့ဒီလူဟာမိန်းကလေးတွေကိုနှိပ်စက်တဲ့ကာမယူတယောက်ဖြစ်တယ်လို့ဘေးလူတွေပြောတဲ့ကိုကြားတာကြောင့်ဒန်နစ်ကအရှုံးမပေးပဲဈေးပြိုင်ပေးခဲ့ပြီးနောက်ဆုံးမှာတော့သူ့မှာရှိသမျှပတ်စံကုန်လို့နေပါအသုံးပြုခါအတလီယာကိုကယ်တင်နိုင်ခဲ့ပါတယ်ဒန်နစ်ကသူမကိုတန်ရှင်းလုပ်ပေးပြီးမြို့ထဲမှာအတူတူလမ်းလျှောက်လာရင်လူအုပ်ကြားထဲမှာအတလီယာလမ်းပြောက်သွားပါတယ်သူမဟာကြောက်လန့်တုန်ရင်းနေပေမဲ့ဒန်နစ်ကလိုက်ရှာပြီးပြန်တွေ့တဲ့အခါမှာတော့လမ်းမမြန်ရှောင်မိတဲ့အတွက်သူမကိုတောင်းပန်ခဲ့ပါတယ်အတလီယာကသူ့ကိုဘာလို့ဝယ်ခဲ့တာလဲလို့မေးတဲ့အခါဒန်နစ်ကသူမကိုကြည့်ရတာသူ့ရဲ့အတိတ်ကအကြောင်းအရာတစ်ခုနဲ့တူနေလို့ဘာလို့ဖြေချခဲ့ပြီးအခုသူမဟာလွတ်လပ်သူဖြစ်ကြောင်းသူနဲ့အတူဆက်နေမလားဆိုတာသူမဘာသာဆုံးဖြတ်နိုင်ကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာအတလီယာရဲ့ဘိုက်စာအတန်ကိုကြားလိုက်ရတာကြောင့်ဒန်နစ်ကသူမအတွက်ဟင်းတစ်ခွက်ချက်ကျွေးလိုက်ပါတယ်အဲ့ဒီဟင်းကိုမြည်စမ်းကြည့်လိုက်တာနဲ့အတလီယာဟာအရသာရှိလို့အောင်းသွားပြီးဝမ်းနဲ့ပူဆွေးမှုတွေနဲ့အတူငိုကြွေးပါတော့တဲ့ဒန်နစ်ကတော့သူမကိုယ်တိုင်မပြောမဲချင်းဘာမှမမေ့ပဲဘလောက်ပဲမျောလင်းချက်မဲနေပါစေလူဆိုတာစားဖို့တော့လိုအပ်တယ်လို့တွေးကသူမကိုနှစ်သိမ့်ပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒန်နစ်နဲ့အတလီယာတို့ဟာဆိုင်ဖွင့်ဖို့အတူတူပြင်ဆင်ကြပါတယ်ဒန်နစ်ကအတလီယာကိုသူတို့ဆိုင်ရဲ့ပိုစတာမော်ဒယ်အဖြစ်အခန့်အပ်လိုက်ပါတယ်ပထမဆုံးဧည့်သည်ကိုစိတ်လှုပ်ရှားစွာစောင့်နေတော့မှပဲတန်ချက်ကအပြည့်စုံဝတ်ဆင်ထားတဲ့ဟန်နရီတာဆိုတဲ့မိန်းကလေးတယောက်ရောက်လာပါတယ်ဒန်နစ်ကလမ်းညွှန်စာအုပ်ထဲကအတိုင်းဧည့်သည်ကိုနှွေးထွေးစွာကြိုဆိုပြီးအစားတောက်မှယူဖို့စောင့်ဆိုင်ပါတယ်ဟန်နရီတာဟာပတ်စံအလုံးလောက်မရှိတာကြောင့်အစားတောက်အနှဲငယ်ပဲမှယူခဲ့ပေမဲ့ဒန်နစ်ကတော့သူမအတွက်ကောင်းမွန်တဲ့ဟင်းပွဲကိုအလက်ကားကျွေးဝေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဟန်နရီတာကသူမဟာမိန်းကလေးဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့အဖွဲ့ကနေအနေထုတ်ခံခဲ့ရသူဖြစ်ကြောင်းတကယ်တော့အရေးချင်းဟာကြားမခွဲခြားမှုနဲ့မဆိုင်ကြောင်းဒန်နစ်ကိုရင်ဖွင့်ပါတယ်အစေပါဝင်အဖွဲ့ရဲ့ဒုကောင်းဆောင်တော့မိန်းကလေးပဲမဟုတ်ဘူးလားလို့သူမကဆိုပါတယ်ဒါကြောင့်သူမဟာသူမရဲ့ရည်မှန်းချက်တွေကိုဖုံးကွယ်ထားရပြီးဘယ်အဖွဲ့ကမှသူမရဲ့အတန်ကိုကြားလာနဲ့အလုံးမခတ်ကျင်တာကြောင့်အခုလိုပတ်စံပြက်လက်နေရတာပါဒန်နစ်ချက်ကျွေးတဲ့ဟင်းကိုစားကြည့်ပြီးတဲ့နောက်မှာဟန်နရီတာဟာအရသာရှိတုံးလို့ပဲအမြဲမဲကောင်းစားလိုက်ပါတယ်ဒန်နစ်ကသူမကိုဆိုင်ရဲ့ပုံမှန်ဖောက်တဲ့အဖြစ်လာစားဖို့ဖိတ်ခေါ်ခဲ့ပြီးဟန်နရီတာကလည်းသူမအဖွဲ့တစ်ခုခုမှဝင်ခွင့်ရပြီးပတ်စံရရင်ပြန်လာခဲ့မယ်လို့ကတိပေးပါတယ်ဒန်နစ်ကသူ့ရဲ့ဖောက်တဲ့ပြည်ထဲမှာဟန်နရီတာကိုအလုံးခတ်မဲ့အဖွဲ့ရှိမရှိစုံစမ်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒန်နစ်ရဲ့စားတောက်ဆိုင်ရာအရသာရှိရဲ့လက်ရကြောင့်နာမည်ကြီးလာပြီးဖောက်တဲ့တွေနဲ့စီကားသွားကတနေ့မှာတော့ဒန်ဂျင်နန်းသွားမဲ့အဖွဲ့တစ်ဖွဲ့ကမိန်းကလေးဓာတ်သမားတယောက်ကိုခေါ်ဖို့သဘောတူလိုက်တာကြောင့်ဒန်နစ်ကဟန်နရီတာအတွက်အလုပ်ရသွားတဲ့သတင်းကောင်းကိုဝမ်းသာအရာပြပြလိုက်ပါတယ်ဟန်နရီတာဟာအလုပ်ရသွားတဲ့အတွက်အရန်ကိုပြောနေပြီးဒန်နစ်ကတော့စိတ်လှုပ်ရှားနေပေမဲ့အဖွဲ့ရွေးချယ်တဲ့နေရာမှာသတိထားဖို့သူမကိုသတိပေးခဲ့ပါတယ်ဟန်နရီတာကတော့အရန်စိုးရိမ်နေဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပြီးသူမကိုကူညီတဲ့အတွက်ကျေးဇူးဆက်ပါမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့အထီးညမှာပဲဒန်နစ်ဟာသူ့ဆိုင်မှာဖောက်တဲ့နေရာပြောနေတဲ့စကားကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့အမျိုးသမီးစွန့်သွားသွားတွေကိုအဖွဲ့တဲခေါ်ပြီးဒန်ဂျင်နဲ့ရောက်ရင်အနိုင်ကျင့်စော်ကားတဲ့အဖွဲ့တစ်ဖွဲ့ရှိနေတယ်ဆိုတာပါဒါကိုကြားတာနဲ့ဒန်နစ်တယောက်ဟန်နရီတာအတွက်အရန်စိုးရင်သွားပါတယ်ဒ
နောက်တစ်နေ့မှာတော့ဟန်နယ်ရီတာအဲ့ဒီအဖွဲ့နဲ့တွေ့ဆုံပြီးဒန်ဂျင်ထဲကိုလိုက်သွားပါတယ်သူမကဒီနေ့ဘာကွေးလုံးပါလဲလို့မေးပေမဲ့သူတို့ကဒန်ဂျင်ထဲရောက်မှပြောမယ်လို့အကြောင်းပြပါတယ်ဒန်ဂျင်ထဲမှာဟန်နယ်ရီတာဘလူးတွေကိုအလွယ်တကူနှိမ်နေနိုင်တာကြောင့်အဖွဲ့ဝင်တွေကသူမကိုချီးကျူးကြပါတယ်ဟန်နယ်ရီတာကတော့သူမကိုအခုလိုအားကိုးတာပထမဆုံးအချိန်ဖြစ်တာကြောင့်ဒီအဖွဲ့ကတော့တခြားအဖွဲ့တွေနဲ့မတူပဲငါ့ဘောယုံကြည်မှုရှိကြတာပဲလို့တွေးပြီးပြောနေခဲ့ပါတယ်ဒါပေမဲ့သူမဟာဘလူးတွေကိုတယောက်တည်းတိုက်ခိုက်ရင်မောဘန်နွမ်းနဲ့လာပါတယ်ပစ္စည်းစုဆောင်ယုံပဲဆိုပြီးဘယ်တော့သွားရအောင်ပါလဲလို့မေးတဲ့အခါမှာတော့သူတို့ကရောက်တော့မယ်လို့ပဲဆက်ပြောပါတယ်နောက်ဆုံးမှာတော့သူမဟာလုံးဝအားရင်ကုန်ခဲ့ပြီးလဲကျသွားပါတယ်အဲ့ဒီအချိန်မှာအဖွဲ့ခေါင်းဆောင်ကအဖွဲ့ဝင်တယောက်ကိုသူမကိုကုသပေးဖို့ခိုင်းပါတယ်ဒါပေမဲ့အဲ့ဒီလူကကုသပေးမဲ့အစားသူမကိုလှုပ်ရှားမရအောင်ထုံကျင်စေတဲ့မော်တက်နဲ့တိုက်ခိုက်လိုက်ပါတယ်ဟန်နယ်ရီတာကဓာတ်ကိုဆွဲဖို့ကြိုးစားပေမဲ့ခေါင်းဆောင်ပြည်သူကတားဆီးလိုက်ပြီးသူတို့ပြောသမျှယုံဝမလားဆိုပြီးသူမကိုလူအားလို့လောက်မြောင်ပါတော့တယ်သူတို့တွေဟန်နယ်ရီတာရဲ့တန်ကြပ်ကာတွေကိုချုပ်ပြီးအနိုင်ကျင့်ဖို့ပြင်နေတော့မှာပဲမျက်နှာဖုံးဆွထားတဲ့လူတယောက်ရုတ်တရက်ပေါ်လာပြီးအဖွဲ့ဝင်တယောက်ကိုလွှင့်စင်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်သူတို့ကအဲ့ဒီလူကိုဘလူးလို့ထင်ပြီးသူ့ရဲ့အားနည်းချက်ကိုသိရအောင်မက်ကျင်းမော်နဲ့စစ်စစ်ကြည့်ပေမဲ့အဲ့ဒီလူရဲ့ level ကအရန်မြင့်နေတာကြောင့်ဘာမှရှာမတွေ့ပါဘူးအဲ့ဒီမျက်နှာဖုံးဆိုလူဟာအဖွဲ့ဝင်တွေကိုတယောက်ပြီးတယောက်နေရနဲ့ကတ်သွားအပြတ်တက်တိုက်ခိုက်ပါတယ်ဟန်နယ်ရီတာကတော့အဲ့ဒီလူရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီးကျွမ်းကျင်တဲ့စပုံမှုတယောက်ရဲ့လှုပ်ရှားမှုတွေနဲ့တူလိုက်တာတော့သတိထားမိလိုက်ပါတယ်နောက်တစ်နေ့မှာဟန်နယ်ရီတာကဒန်နစ်စီလာပြီးမနေ့ကဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောပြပါတယ်သူမသတိလစ်သွားလို့သူမကိုကူညီခဲ့တဲ့ကက်တင်ရှင်ကိုကျေးဇူးမတင်လိုက်ရကြောင်းအဲ့ဒီလူယုံမှအဖွဲ့ကိုတော့ဒန်ဂျင်ရှင်းမှာကျိုးနဲ့တုတ်လက်သားပြန်တွေ့ရပြီးသူတို့ဟာနာမည်ပြတ်ရှိတဲ့ရာဇဝတ်ခိုင်းပြနေကြောင်းပြောပြပါတယ်ဒန်နစ်ကသူမကိုသတိပေးခဲ့ပါလေရဲ့နဲ့အဖွဲ့အကြောင်းသေချာမဆုံစမ်းမိတဲ့အတွက်သူ့ကိုယ်သူအပြစ်တင်နေပေမဲ့ဟန်နယ်ရီတာကတော့ဒါဒန်နစ်ရဲ့အမှားမဟုတ်ဘူးလို့နှိမ့်သိပ်ပေးပါတယ်စကားပြောနေရင်ဟန်နယ်ရီတာရဲ့ဘိုက်ကစာလောင်လုံးတော့အသက်မြည်လာပါတယ်သူမမှာပတ်စံမရှိလို့အာနာနေပေမဲ့ဒန်နစ်ကစိတ်ကြိုက်စာဖို့ပြောလိုက်ပါတယ်သူမကဈေးကြီးဆုံးဟင်းပွဲကိုမှားမိသွားလို့ချက်ချင်းပြန်အားနာပြီးဈေးဘောဆုံးပဲပေးပါလို့ပြန်ပြောင်းမိမယ်ဒန်နစ်ကမှားပြီးသားဆိုရင်တော့စားရမှာပဲလို့ပြောပြီးအတက်လီယာကိုပါအတူတူထမင်းစားဖို့ခေါ်လိုက်ပါတယ်အဲ့အချိန်ဖောက်တဲ့နှစ်ယောက်ဆိုင်ထဲဝင်လာပေမဲ့ဒန်နစ်ကအတက်လီယာကထမင်းစားနေတော့အလုံးရှုံနေတယ်တောက်ရက်ကိုကိုဘာသာကိုပဲခတ်တောက်ကြပါလို့ခက်တီတီပဲပြောလိုက်ပါတယ်ဟန်နယ်ရီတာနဲ့အတက်လီယာတို့ပျော်ပျော်ရွှင်စားတောက်နေကြစဉ်မှာဖောက်တဲ့တွေကဒန်နစ်ကိုမနေ့ကဘာလို့စိုက်ပိတ်ထားတာလဲလို့မေးကြပါတယ်ဒန်နစ်ကတော့ပြောရင်းနဲ့ပဲအရေးကြီးတဲ့ကိစ္စတစ်ခုသွားရှင်းစရာရှိနေလို့ပါလို့ပြန်လည်ဖြေကြားလိုက်ပါတော့တယ်နောက်တစ်နေ့မှာသူမကစွန်စားသူအဖြစ်ဆက်လက်ရက်တည်မယ်ဆိုရင်မိန်းကလေးဖြစ်ကြောင်းဖုံးကွယ်ထားတဲ့သလားလို့ဒန်နစ်ကိုမေးမြန်းပါတယ်ဒန်နစ်ကတော့သူမစိတ်တိုင်းကြတာလို့ဖို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီစကားကဟန်နယ်ရီတာရဲ့စိတ်ကိုပြောင်းလဲသွားစေပြီးသူမဟာဝစ်စင်ထားတဲ့တန်ကြကားတွေကိုချုပ်ကတာမန်မိန်းကလေးဝစ်စုံကိုလဲလဲဝစ်စင်လိုက်ပါတယ်သူမဟာသူတစ်ပါးရဲ့အမြင်ကိုအရန်ခူးဆိုင်နေမိတာကိုသဘောပေါက်သွားပြီးဒန်နစ်ရဲ့စကားတွေကသူမအတွက်ခွန်အားဖြစ်စေတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒန်နစ်ကတော့သူမအလကားစားထားတဲ့ဟင်းဝဲစရင်တွေကိုမှတ်ထားကြောင်းပြောလိုက်တဲ့အခါဟန်နယ်ရီတာတယောက်အံ့ဩသွားပြီးအကျွေးစားနိုင်ဖို့အလုံးအမြန်ရှာမယ်လို့ခရီးပေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဗင်တို့ခေါ်တဲ့ကောင်လေးတယောက်ဆိုင်ထဲကိုရောက်လာပါတယ်သူကဘာစားရမလဲဆိုတော့အတော်နဲ့မဆုံးပြနိုင်မဲ့သူတို့ရဲ့အကြံပြုချက်တွေကိုလည်းပယ်ချနေတာကြောင့်ဒန်နစ်ကစိတ်တူလာပါတယ်ဒန်နစ်ကဗင်ရဲ့မျက်နှာကိုကြည့်ပြီးတခုခုပြောချင်နေမှသိတာကြောင့်မေးမြန်းလိုက်တဲ့အခါဗင်ကသူ့ပတ်ဝန်းကျင်ကလူတွေဟာ level နှိမ့်လို့စိတ်ပြတ်မိကြောင်းရင်ဖွင့်ပါတယ်အခြားလူတွေကကွက်အောင်မြင်ဖို့လောက်ပဲစဉ်းစားပြီးတိုးတက်ခြင်းစိတ်မရှိကြဘူးလို့သူကဆိုပါတယ်ဗင်ကရီမန်းချက်မရှိတဲ့သူတွေဟာစွန်စားသူမဖြစ်သေးဘူးစွန်စားသူအစစ်မှန်ဆိုတာမသိသေးတဲ့နာမည်တွေကိုရှာဖွေရမယ်လို့ပြောတဲ့အခါဒန်နစ်ကလည်းလက်ခံပါတယ်ဗင်ဟာသူ့ရဲ့ရီမန်းချက်တွေကြောင့်အဖွဲ့ကလည်းနှင်ထုတ်ခံခဲ့ရတာဖြစ်ပြီးနောက်ဆုံးမှာတော့စေဘာဝဲအဖွဲ့ထဲဝင်ပြီးအတော်ဆုံးပေါ်စရာဖြစ်တာပေါ့ရီမန်းထားကြောင်းပြောပြပါတယ်ဒန်နစ်ကတော့အဖွဲ့အစည်းဆိုတာစွန်စားသူတွေအတွက်အရေးကြီးတာမို့တယောက်တည်းဖြစ်မသွားအောင်တတိထားဖို့အကြံပေးလိုက်ပါတယ်နောက်တစ်နေ့မှာဗင်ကဒီနယ်မြေမှာအင်အားအကောင်းဆုံးလို့နာမည်ကြီးတဲ့နိုင်မေအဖွဲ့ထဲကိုဝင်ခွင့်ရပြီဖြစ်ကြောင်းဝမ်းသာအရာနာပြောပါတယ်သူဟာအစိမ့်မြတ်စွမ်းရည်တွေအများကြီးသိထားတာကြောင့် level မတူတဲ့ကိစ္စမရှိဘူးလို့ယုံကြည်နေပါတယ်ဗင်ကသူ့ကိုယ်သူယုံကြည်မှုလွန်ကဲနေပေမဲ့ဒန်နစ်ကတော့ဒါဟာတိုးတက်ခြင်းစိတ်မို့မဆိုးပါဘူးလို့တွေးမိပါတယ်အဖွဲ့ကောင်းကောင်းနဲ့သာတွေ့ရင်ဗင်ဟာအနာဂတ်မှာတော်တဲ့စွန်စားသူဖြစ်လာနိုင်တယ်လို့သူယုံကြည်ပါတယ်ဒါပေမဲ့ဗင်ကကွက်တစ်ခုအတွက်ဒန်ဂျင်ရဲ့9ထပ်မြောက်ထိသွားမယ်လို့ပြောတဲ့အခါရှာဝေချင်းမော်နဲ့ဗင်ရဲ့အခြေအနေကိုစစ်ဆေးကြည့်လိုက်ပါတယ်ဗင်ရဲ့ level ကစက်ကွန်ပဲရှိသေးတာကြောင့်9ထပ်မြောက်ထိသွားဖို့ဆိုတာကအရန်အနေနဲ့များပါတယ်ဒန်နစ်ကဒါဟာအရန်နဲ့လုံးတယ်လို့သတိပေးပေမဲ့ဗင်ကတော့အဖွဲ့ထဲကအထိုးကျုံသောအဖွဲ့ဝင်တွေကသူ့ကိုကူညီမှာမို့မစိုးရိမ်ဘူးလို့ပြန်ပြောပါတယ်အဲ့ဒီနောက်ဒန်နစ်နဲ့အတက်လီယာတို့ဈေးဝယ်ထွက်နေတော့မှဗင်ကို9ထပ်မြောက်မှာအရှင်းနဲ့ပစ်ထားခဲ့တယ်လို့ရီမောပြောဆိုနေတဲ့နိုင်မဲ့အဖွဲ့ဝင်တယောက်ကိုတွေ့သွားပါတယ်ဒါကိုကြားလာတဲ့ဒန်နစ်ကဒေါသထွက်ပြီးအဲ့ဒီလူတွေကိုဆွဲလာရလာတဲ့ထိုးချိတ်ဆိုးမလိုက်ပါတယ်တစ်ဖက်မှာလည်းဗင်ဟာဒန်ဂျင်ထဲမှာဘလူးအုပ်စုတွေရန်ကနေထွက်ပြေးနေပါတယ်ပြေးရင်းနဲ့ခြေထောက်ကနွယ်ပင်နဲ့ညီသွားတဲ့အခါမော်တန်နဲ့ဖြတ်ဖို့ကြိုးစားပေမဲ့ကြောက်စိတ်ကြောင့်အုံနောက်ကဗလာဖြစ်သွားပြီးဘာမှမမှတ်မိတော့ပါဘူးသူသာအဖမ်းခံရရင်ဘာဖြစ်မလဲဆိုတာကိုတွေးပြီးတုံလုံးချောက်ချားနေစင်ပါပဲစေတီယာဆိုတဲ့မိန်းကလေးတယောက်ကမော်တန်နဲ့ကယ်တင်လိုက်ပါတယ်စေတီယာကလည်းသူမလည်းအဖွဲ့ရဲ့စွန့်ပစ်ခြင်းကိုခံရသူဖြစ်ကြောင်းသူမဟာဘာမှအသုံးမချလို့အခုလိုအပြစ်ခံရတာထိုက်တန်ပါတယ်လို့ဝန်ထဲစွာပြောပြပါတယ်ဗင်ကလည်းသူ့ရဲ့ဆိုးဝါးတဲ့ဇယိုက်ကြောင့်ဘယ်သူမှလာခဲ့မှာမဟုတ်ဘူးလို့ဝန်ခံလိုက်ပြီးဒဇိန်တယောက်ကိုအခုလိုရင်ဖွင့်လိုက်ရတော့စိတ်သက်သာရသွားပါတယ်ဒါကြောင့်သူကစေတီယာကိုကယ်တင်မှုအတွက်သူ့ကိုယ်သူအစာအပြည့်အသုံးချပြီးလမ်းကြောင်းလွှဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဗင်ကဘလူးတွေရှိကိုခုံထွက်ပြီးတားဆီးဖို့ကြိုးစားပေမဲ့မအောင်မြင်မဲ့အသက်အန္တရာယ်ကြုံနေရချိန်မှာဒန်နစ်ကမျက်နှာဖုံးစုံနဲ့ရောက်လာပြီးမော်တက်နဲ့အိုးကြီးတလုံးဖန်ဒီကကာဝယ်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူတို့တွေစေတီယာကိုရှာဝေးတဲ့အခါစေတီယာရဲ့နေရာမှာလူအယုတ်လောင်အယိုးစုတစ်ခုပဲရှိနေတာကိုတွေ့လိုက်ရလို့ဗင်တယောက်အကြီးကျယ်တုန်လှုပ်သွားပါတယ်။ဒန်ဂျင်အပြင်ဘက်ရောက်လို့စုံစမ်းကြည့်လိုက်တဲ့အခါစေတီယာဟာလွန်ခဲ့တဲ့73နှစ်ကလေးကပျောက်ဆုံးသွားတဲ့စွန်သားသူတယောက်ဖြစ်နေမှသိလိုက်ပါတယ်။ဗင်ဟာသူမရဲ့ဂူဝေးမှန်ရှိမှငိုကြွေးရင်စေတီယာလိုမိန်းကလေးတွေကိုကယ်တင်နိုင်တဲ့အင်အားကြီးရဲ့မော်စရာတယောက်ဖြစ်လာပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒန်နစ်ကလည်းဗင်ကိုစိတ်မကောင်းမဖြစ်ဖို့နဲ့သူသာစိတ်ညစ်နေရင်စေတီယာရဲ့ဝင်းကြီးကအေးချမ်းမှမဟုတ်ဘူးလို့အားပေးကသူ့ဆိုင်မှာထမင်းလာစားဖို့ဖိတ်ခေါ်လိုက်ပါတော့တယ်။
အေးဘစ်ဒူရဲ့အစမှာတော့ဗင်ကိုကယ်တင်ခဲ့တဲ့စီတီယာရဲ့ဝိညာဉ်ကိုမြင်လာရတဲ့ဒန်နီဟာသူမဟာတကယ်မော်စရာစစ်စစ်တယောက်ပဲလို့တွေးမိသွားပါတယ်။တစ်ဖက်မှာတော့နိုင်မဲ့အဖွဲ့မှာအလုပ်လုပ်နေတဲ့ရေချယ်ဆိုတဲ့မိန်းကလေးဟာအလုပ်တွေပြီးပင်ပန်းနေပါတယ်။သူမရဲ့စီနီယာကကိန်းကနန်းတွေမှားထည့်ထားတာကြောင့်အစီရင်ခံစာတွေကိုညနေတကောင်ထိပြန်ပြင်နေရပြီးမနေ့စောစောမှလည်းကွစ်တွေသွားဖို့ရှိနေပါတယ်။ဘိုင်းစားနေပေမဲ့ဆိုင်တွေအားလုံးပိတ်ကုန်ပြီမို့စိတ်ပြတ်နေတော့ဒန်နီရဲ့ဆိုင်တွေဖွင့်ထားမလားဆိုရယ်မျှော်လင့်ချက်လေးနဲ့လာခဲ့ပါတယ်။ဆိုင်ပေးဖို့ပြင်နေတဲ့အချိန်အမီရောက်လာတဲ့ရီချယ်ကိုမြင်တော့အမြဲတမ်းအေးဆေးနေတဲ့အတက်လီယာကထူးထူးခြားခြားပဲစိုက်နှဲဖိတ်ခေါ်ပြီးသူမအတွက်ဟင်းပွဲပြင်ပေးဖို့ဒန်နစ်ကိုတောင်းဆိုလိုက်ပါတယ်။ရီချယ်ဟာစိုက်နှဲကလူတွေနဲ့ရင်းနှီးနှီးစကားပြောနေတာကိုကြည့်ပြီးအားလည်းရက်ဆိုအဲ့ရထဲမှာပဲအချိန်ကုန်ဆုံးနေတဲ့သူမရဲ့ပြင်းစရာကောင်းတဲ့ဘဝအကြောင်းကိုပြန်တွေးမိသွားပါတယ်။ဒန်နစ်ရဲ့ဟင်းကိုစားလိုက်ရတဲ့အခါမှာတော့သူမဘဝမှာအကောင်းဆုံးအစားအစာပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။စကားပြောရင်ရီမောနေကြပေမဲ့ရီချယ်ဟာရုတ်တရက်ငိုကြွေးပါတော့တဲ့သူမရဲ့ရွာကလူတွေစုပေါင်းပြီးသူမကိုမျိုးပေါ်လွှတ်လိုက်တာမို့ကျေးဇူးဆက်ခြင်းပေမဲ့အခုတော့သူမရဲ့ဘဝကအရန်ကိုဝမ်းနည်းစရာကောင်းပြီးပြင်းစရာဖြစ်နေလို့ပါ။ရီချယ်ပြန်သွားတဲ့အခါဒန်နစ်ကသူဟာစပေါ်မှုတစ်ယောက်ဖြစ်လို့သူမကိုကျွေးမွေးရုံပဲတတ်နိုင်ကြောင်းကျန်တဲ့ဘဝပြဿနာတွေကိုတော့သူမကိုယ်တိုင်ပဲဖြေရှင်းရမှာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။နောက်တစ်နေ့ဒန်ဂျင်ထဲမှာရေချယ်ဟာနောက်ကျောင်းမှရောက်လာလို့အပြောဆိုခံရပါတယ်။တိုက်ပွဲမှာအန်ဒီရဲ့ဂျုံနေတဲ့စီနီယာကိုလေးမော်တက်နဲ့ကူညီပေးခဲ့ပေမဲ့အဲ့ဒီလူကကျေးဇူးတင်မဲ့အစားငါ့ကိုအဆက်ခွဲတယ်ဆိုပြီးရေချယ်ကိုမြေကြီးပေါ်လှဲကျသွားအောင်တွန်းထုတ်လိုက်ပါတယ်။ရေချယ်ဟာဘဝမှာမျောလင်းချက်မဲ့သွားပြီးမျောစင်ပေါ်ကနေခုန်ချကအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဟန်နရီတာကသူမနောက်ကိုလိုက်ခေါ်ပြီးဖမ်းလိုက်တယ်လို့ဖင်ကလည်းအောက်မှာမော်လဝါကြီးနဲ့ခံထားပြီးတာကြောင့်အသက်ဘေးကလွတ်မြောက်သွားပါတယ်။သူတို့တွေဆိုင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့အတက်လီယာကတပတ်မရှိလို့ဆိုပြီးအဝယ်စားမပါပဲလမ်းလျှောက်နေတာကိုတွေ့လိုက်ရတော့အားလုံးအံ့ဩသွားကြပါတယ်။ဒန်နစ်ကအမြန်ပဲတပတ်ပြင်ပြီးအဝယ်စားလဲခိုင်းလိုက်ရပါတယ်။ရေချယ်ပါလာတာကိုမြင်တော့ဒန်နစ်ကအကြောင်းဆုံးကိုနားထောင်ပြီးလူတယောက်ကဘလောက်ပဲစူးစမ်းအားထုတ်ပါစေအလုပ်တွေပိုများနေလေစိတ်ဖိစီးမှုတွေပိုများလာနေပဲလို့မှတ်ချက်ပေးကသူမကိုနှိမ့်သိပ်ပေးလိုက်ပါတယ်ရေချယ်ကိုကယ်တင်ပြီးတဲ့နောက်ဒန်နစ်ကသူမကိုအနားယူခိုင်းဖို့ဆုံးဖြတ်ပေမဲ့ဗင်ကတော့သူမဟာနိုင်မဲ့အဖွဲ့ပိုင်ဖြစ်နေတာကြောင့်ဒါဟာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဟော်ဘာကဆိုင်ကိုရောက်လာပါတယ်ဒန်နစ်ကရှာဝေချင်းမော်နဲ့စစ်စစ်ကြည့်လိုက်တဲ့အခါဟော်ဘာဟာ level 51ဖြစ်နေတာကြောင့်တာမန်စုံစားသူတွေတဲ့အများကြီးတာနေတာကိုတွေ့ရပါတယ်ဟော်ဘာကရေချယ်ကိုပြန်ပေးဖို့တောင်းဆိုပြီးသူတို့နဲ့ချုပ်ဆိုထားတဲ့စာချုပ်ကိုထုတ်ပြပါတယ်အဲ့ဒီစာချုပ်ဟာရေချယ်စီကနေအရာအလုံးကိုချစ်ကုန်မဲ့မတရားတဲ့စာချုပ်ဖြစ်နေတာကြောင့်ဒန်နစ်ကသူတို့ကိုလိန်နဲ့လှည့်ဖျားသူတွေလို့ခေါ်ပြီးဒေါသထွက်သွားပါတယ်တစ်ဖက်မှာလည်းအတက်လီယာကရေချယ်ကိုသူမကိုယ်တိုင်နဲ့တစ်ချိန်ကအမောင်တို့လည်းရောက်ခဲ့ပူကြောင်းဒါပေမဲ့ဒန်နစ်ကကယ်တင်ခဲ့တာဖြစ်ကြောင်းပြောပြပြီးအားပေးပါတယ်ဟော်ဘာကဒန်နစ်ကိုနားမထောင်ရင်ဆိုင်ကိုမီးချောပစ်မယ်လို့ချင်းချောင်းနေတော့မှပဲစေဘာဝင်းအဖွဲ့ရဲ့ဒူကောင်းဆောင်ခါတီရုတ်တရက်ရောက်ရှိလာပါတယ်ဟော်ဘာကသူမကိုမြင်တာနဲ့အင်အားကြီးတဲ့စေဘာဝင်းရဲ့ဒူကောင်းဆောင်မှသိပြီးကြောက်လန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲခါတီကဒန်နစ်နဲ့သူမဟာအရင်ကလက်တွဲပေါ်တွေဖြစ်ခဲ့ကြတယ်လို့ထုတ်ပြောလိုက်တဲ့အခါအားလုံးအံ့ဩမင်သက်သွားကြပါတယ်ဒန်နစ်ရဲ့နောက်ကျောင်းကိုထိသွားတဲ့ဟော်ဘာဟာချက်ချင်းပဲစာချုပ်ကိုမီးချောပြက်စီပြီးရေချယ်ကိုအဖွဲကနေထွက်ခွင့်ပေးလိုက်ပါတယ်ခါတီကဒန်နစ်ကိုအနောက်ရက်ပေးတဲ့ဟော်ဘာရဲ့ဘဝကိုဖျက်ဆီးပြရမလားလို့မေးပေမဲ့ဒန်နစ်ကတော့သူမကိုမန်မနာမထောင်တော့ဖို့တားဆီးခဲ့ပါတယ်အဲဒီနောက်အတက်လီယာနဲ့ရေချယ်တို့ထွက်လာကြပြီးအစားအသောက်မှယူကြပါတယ်ရေချယ်ဟာအစားအသောက်တွေကိုမြေရီရှက်ရီစားတောက်နိုင်သွားတာကိုကြည့်ပြီးအတက်လီယာလည်းဝမ်းသာနေပါတယ်ခါတီကဒန်နစ်ကိုစေဘာဝဲအဖွဲ့စီပြန်လာဖို့တောင်းဆိုပါတယ်ဒန်နစ်မရှိတော့ကလေးကအဖွဲ့ဟာပြိုကွဲလို့နေပါဖြစ်နေပြီးအဖွဲ့ဝင်တွေကလည်းဒန်နစ်ကိုနှင်ထုတ်ခဲ့တဲ့ဗီဂိုကိုမချေမနှက်ဖြစ်နေကြလို့ပါဒါပေမဲ့ဒန်နစ်ကတော့ငါရဲ့အခုဘဝကိုငါသဘောကျတယ်ငါရဲ့ဖောက်တယ်တွေကငါတုံးလေးတွေဖြစ်နေတော့စိတ်ဖိစီးမှုများတဲ့အဖွဲ့ဟောင်းတွေကိုပြန်မလာချင်တော့ဘူးလို့ပြက်ပြက်တသားညင်းဆိုလိုက်ပါတယ်ခါတီလည်းမျိုးတော်ကိုပြန်ရောက်သွားပြီးခေါင်းဆောင်ဗီဂိုနဲ့တွေ့ဆုံပါတယ်ဗီဂိုကဒန်နစ်စီဘာလို့သွားတာလဲလို့မေးတဲ့အခါသူမကသူ့လက်ရကိုလွမ်းလို့ပြန်ပြေခဲ့ပါတယ်ခါတီကဒန်နစ်ကိုပြန်ခေါ်ဖို့တိုက်တော့ပေမဲ့ဗီဂိုကတော့လက်မခံပဲဒန်နစ်နဲ့ဝေးနေဖို့အမိတ်ပေးလိုက်ပါတယ်ရေချယ်ဟာဒန်နစ်ရဲ့ဆိုင်မှာပဲအခြေချနေထိုင်ပြီးအလုပ်တွေကိုကူညီပေးနေပါတယ်ဗင်ကသူမကိုအနားယူဖို့ပြောပေမဲ့ရေချယ်ကတော့အလုံးမလုံးရရင်မနေတတ်သူမို့အားတက်သူရောကူညီပေးနေတယ်လို့အတက်လီယာကလည်းဘေးကနေဝိုင်းကူပေးနေပါတယ်ဟန်နရီတာကတော့ဆိုင်မှာပုံမှန်ပေါက်တယ်တွေများလာတာကိုမန့်အော်ပေမဲ့ဒန်နစ်ကသူမကိုအကျွေးမဆက်သေးတဲ့အခမဲ့စားသုံးသူဆိုပြီးထုံးစံထိုင်နောက်ပြောင်ကြီးစဲနေပါတယ်တနေ့မှာတော့ဒန်နစ်ကဗင်ကိုသူ့ရဲ့အားလက်ရက်မှာဆိုင်ကိုလာခဲ့ဖို့အကြံဉာဏ်တစ်ခုတောင်းကျင်တယ်လို့ပြောလိုက်ပါတယ်ဟန်နရီတာကလည်းကူညီချင်တယ်လို့ကမ်းလှမ်းပေမဲ့ဒန်နစ်ကသူမကိုတော့ညှင်းပယ်ခဲ့ပါတယ်ဒါကြောင့်ဟန်နရီတာတယောက်ညဘက်ရေချိုးနေဒန်နစ်ကငါ့ကိုဆိုင်ကနေနှင်ထုတ်ဖို့ဗင်ကိုအကြံဉာဏ်တောင်းတာလားဆိုပြီးစိုးရိမ်တကြီးတွေးတောနေပါတော့တယ်တကယ်တော့ဒန်နစ်တောင်းကျင်တဲ့အကြံဉာဏ်ကအတက်လီယာအကြောင်းပါအတက်လီယာကမဖိုးပေးပြီးကြတဲ့ကသူမဟာအပြင်ကိုခဏခဏလမ်းလျှောက်တက်နေတာကြောင့်ဒန်နစ်ကနောက်ရောက်ခံလိုက်ကြည့်ရမှာသူမဟာကောင်လေးတယောက်နဲ့တွဲနေတာကိုတွေ့ခဲ့ရပါတယ်ဒန်နစ်ကတကယ်လို့သူမမှာရည်သားရှိနေတယ်ဆိုရင်အဲ့ဒီကောင်လေးကငါးစီကိုအရင်ဆုံးမုတ်တဘုံနဲ့လာတွေ့တင်တယ်လို့ဒေါသတကြီးပြောပါတယ်ဒါအပြင်အဲ့ဒီကောင်လေးက level 80အောက်ဆိုရင်သူလုံးဝသဘောမတူနိုင်ဘူးလို့လည်းဆိုပါတယ်ဒန်နစ်ကအတက်လီယာကိုယ်တိုင်ကိုဓာတ်ရိုက်မမေးရတာကြောင့်ဗင်နဲ့တိုင်ပင်ရင်တော့အတက်လီယာရောက်လာရင်ဘာတွေပြောနေတာလဲလို့မေးပါတယ်ဗင်ကဟင်းချက်နေအကြောင်းပြောနေတာပါလို့လိန်ညာလိုက်တဲ့အခါအတက်လီယာကလည်းဟင်းချက်တင်နေတယ်လို့ဆိုအကြောင်းဒန်နစ်ကသူတို့နှစ်ယောက်လုံးကိုတင်ပေးပါတယ်ဒါပေမဲ့ဒန်နစ်ကအတက်လီယာကိုပဲအာယုံစိုက်နေပြီးတင်ပေးနေတာကြောင့်ဗင်ကတော့ဘေးကနေစိတ်ပြတ်နေရပါတယ်နောက်တစ်နေ့မှာတော့ဒန်နစ်နဲ့ဗင်တို့ကအတက်လီယာနောက်ကိုခိုးကြောင်ခိုးဝဲလိုက်ချောင်းကြပါတယ်အတက်လီယာကအဲ့ဒီကောင်လေးနဲ့အတူရတနာဆိုင်ထဲဝင်သွားတာကိုမြင်လိုက်ရတဲ့အခါဒန်နစ်တယောက်သူတို့လက်ထက်လက်ဆုပ်ဝယ်နေကြတာလားဆိုပြီးစိတ်တွေလေးနေပါတော့တယ်ဗင်ကတော့အတက်လီယာတကယ်ချင်းအစ်စ်ရောက်သွားတာကိုဝမ်းသာတင်တယ်လို့ဖြောင်းပြပြီးဒန်နစ်ကိုစိတ်အေးထားဖို့ပြောနေပါတယ်တပတ်မှာတော့ဈေးဝယ်ထွက်နေတဲ့ရေချယ်နဲ့ဟန်နရီတာတို့ရှိနေပါတယ်ရေချယ်ကဟန်နရီတာကိုကွက်စ်တွေသွားနေရတာနဲ့ဘာလို့ပတ်စံမရှိတာလဲလို့မေးတဲ့အခါမှာတော့ဟန်နရီတာကသူမရသမျှပတ်စံတွေကိုတစ်ခုခုပေါ်မှာအကုန်သုံးပြနေတာပါသူမက quiz ကရသမျှပတ်စံတွေကိုအစိမ့်မြက်လက်နက်တွေနဲ့စီးရီတွေဝယ်ရမှာအကုန်သုံးပြနေတာကြောင့်အမြဲတမ်းပတ်စံပြတ်နေတာပါ
တစ်ဖက်မှာလည်းဒန်နစ်ကအတက်လီယာတို့ရှိနေတဲ့အစာအုပ်ထဲကအတန်ကိုမော်ပြသိနဲ့ခိုးနားထောင်ရမှာအတက်လီယာကတွေ့ရတာဝမ်းသာပါတယ်လို့ကောင်လေးကိုပြောလိုက်တာကိုကြားပြီးစိတ်ပူပန်မှုတွေအထိုးထိပ်ကိုရောက်သွားပါတယ်အဲ့ဒီအချိန်မှာလမ်းသွားလန့်ကအဖွားအိုတယောက်ရဲ့အိတ်ကိုလူပြေးနေတဲ့တကူတယောက်ပေါ်လာပါတယ်ဒန်နစ်ကဒေါသတကြီးနဲ့အဲ့တကူနောက်ကိုမော်တက်အောင်မသုံးပဲအမြန်နှုံးနဲ့လိုက်ဖမ်းပါတော့တယ်နောက်ဆုံးမှတော့ဈေးဝယ်ထွက်နေတဲ့ဟန်နရီတာနဲ့ရေချယ်တို့ရှိရာဘက်ကိုတကူကရောက်သွားပြီးဟန်နရီတာကဓာတ်နဲ့တိုက်ခိုက်ကဖမ်းဆီးပေးလိုက်ပါတယ်ဒန်နစ်ကသူမကိုချီကျူလိုက်တဲ့အတွက်ဟန်နရီတာလည်းအယမ်းပျော်သွားပါတယ်ညဘက်မှာတော့ဒန်နစ်ကအတက်လီယာမှာရီးစားရှိနေပြီထင်လို့စိတ်ပူနေရတဲ့အကြောင်းအားလုံးကိုဖွင့်ပြောလိုက်ပါတယ်ဒါကိုကြတော့ဟန်နရီတာလည်းငါ့ကိုဆိုင်ကနေနှင်ထုတ်ဖို့မဟုတ်ဘူးပဲဆိုပြီးစိတ်အေးသွားပါတယ်အဲ့ဒီအချိန်မှာပဲအတက်လီယာပြန်ရောက်လာပြီးဒန်နစ်ကိုလက်ပတ်တွေတကွယ်လက်ဆောင်ပေးပါတယ်တကယ်တော့သူမဟာမုံမိုးတွေဆိုပြီးဒန်နစ်အတွက်လက်ဆောင်လုပ်ချင်လို့ရတနာဆိုင်ကကောင်လေးစီမှာအကူအညီတောင်းပြီးတင်ယူနေခဲ့တာပါဒါကိုသိသွားတဲ့ဒန်နစ်တယောက်အရှက်သေးသွားပြီးသူ့ရဲ့အတွေးမားတွေကိုလိုက်ပြောဖို့ပြင်တဲ့ဟန်နရီတာကိုဆက်ပြောရင်ဆိုင်ကနှင်ထုတ်မယ်လို့တော့ချိန်ချောက်လိုက်ရပါတယ်ဒါပေမဲ့အေးချမ်းမှုကကြာကြာမခံခဲ့ပါဘူးစတီဗန်လို့ခေါ်တဲ့အိမ်တော်လေးတယောက်ကဆိုင်ကိုရောက်လာပြီးအတက်လီယာကိုမြင်တာနဲ့ငိုးယိုကအယိုသေးပေးပါတော့တယ်သူကအတက်လီယာကိုသူမရဲ့နာမည်အပြည့်စုံနဲ့ခေါ်လိုက်တဲ့အခါမှာတော့အတက်လီယာဟာနိုင်ငံမှာအင်အားကြီးဆုံးမော်စရာမျိုးနွယ်စုဖြစ်တဲ့ဝေါ့စလက်မိသားစုဝင်တယောက်ဖြစ်နေမယ်အားလုံးသိသွားကြပါတယ်စတီဗန်ရဲ့ပြောကြားချက်အရအတက်လီယာရဲ့ဦးလေးဖြစ်သူဂျိုးဆက်ဟာသူမမှာဝေါ့စလက်သွေးမပါဘူးလို့အပုတ်ချခံရပြီးအမွေတွေကိုလူယူကနှင်ထုတ်ခံရတာပါဒါပေမဲ့အခုတော့အတက်လီယာရဲ့ဖခင်ချန်ထားခဲ့တဲ့တေတန်းသားကိုပြန်တွေ့ပြီးဖြစ်လို့နန်ရင်တရားရုံးကသူမရဲ့မျိုးရိုးကိုအတိပြုဖို့စင့်ခေါ်ထားတာဖြစ်ပါတယ်အတက်လီယာကမသွားချင်ပေမဲ့ဒန်နစ်ကဒီပြဿနာကိုတနေ့နေ့မှာရင်ဆိုင်ရမှာပဲလို့အကြံပေးတာကြောင့်ဒန်နစ်ပါလိုက်ခဲ့မယ်ဆိုတဲ့ကတိနဲ့သွားဖို့သဘောတူလိုက်ပါတယ်အတက်လီယာတယောက်မင်းသမီးလေးတစ်ပါးလို့လှပစာပြင်ဆင်ပြီးဒန်နစ်ဗင်နိုနဲ့အတူမျိုးတော်ကိုထွက်ခွာလာကြပါတယ်အတက်လီယာကဒီကိစ္စကိုအမြန်ရှိပြီးဆိုင်ကိုပြန်လာခြင်းတယ်လို့ဆိုပါတယ်ဒန်နစ်ကလည်းငါမင်းနဲ့အတူရှိနေသေးပြီးဘာမှမဖြစ်စေရဘူးလို့အာမခံကမျိုးတော်ကိုရောက်ရှိလာတဲ့အခါမှာတော့ဒန်နစ်တို့ဟာအတက်လီယာရဲ့အဝေကိစ္စကိုတောင်းယူပေးမဲ့စေဆိုဗင်းနဲ့တွေ့ဆုံပါတယ်အတက်လီယာရဲ့ဖခင်ဖာမက်ဟာအိမ်မွေးကြခြင်းမော်ဒန်ကိုကျွမ်းကျင်တဲ့ဝေါ့စလက်မျိုးနွယ်စုဝင်ဖြစ်ပြီးဂျိုးဆက်ကအာနာကိုမမောတာကြောင့်အတက်လီယာရဲ့မိဘနှစ်ပါးသလုံးကိုလုံခြံခဲ့တာပါစီဆိုဗစ်ကအတက်လီယာရဲ့သွေးကိုစစ်ဆေးကြည့်တဲ့အခါသူမဟာဖာမက်ရဲ့သမီးအရင်ဖြစ်ကြောင်းမော်ပစ္စည်းကပန်းဝဲပုံစံနဲ့ပြပြီးအတီးပြုတ်ဝေးခဲ့ပါတယ်ဒါပေမဲ့တရားခွင်ရောက်တဲ့အခါမှာတော့ဂျိုးဆက်ကဒန်နစ်ကိုစေဘာဝင်းကနှင်ထုတ်ခံရတဲ့လူဖြင်းတယောက်ဖြစ်စော်ကားခဲ့ပါတယ်ဂျိုးဆက်ဘက်ကရှင်းနေတွေကအတက်လီယာဟာဖာမက်နဲ့တာမန်ရက်သူတို့ရဲ့သမီးဖြစ်တာကြောင့်မျိုးရိုးမစစ်မှန်ဘူးလို့ဆိုဆွဲကြပါတယ်ဒါကြောင့်လူပုံအလဲမှာသွေးပြန်စေဖို့လုပ်တဲ့အခါအက်ကိုကြောက်တဲ့အတက်လီယာကိုဒန်နစ်ကချောင်းမော်ပေးခဲ့ရပါတယ်စီစဉ်မှုကိုလှုပ်ဆောင်ဖို့အတွက်မင်းနိုင်ကြရမှာအိမ်တော်ထဲစတီဗန်ကမဲပေါက်သွားပါတယ်စတီဗန်ကအတက်လီယာရဲ့သွေးနဲ့သူမရဲ့မိခင်အန်နီဇာရဲ့သွေးကိုစစ်ဆေးတဲ့အခါမှာတော့မမျှော်လင့်ပဲအဖြေကမကိုက်ညီဘူးဆိုပြီးထွက်လာပါတယ်ဂျိုးဆက်ကဒါဟာအတက်လီယာရဲ့သမီးအရင်မဟုတ်ဘူးပဲလို့လှောင်ပြောပြီးအမွေနဲ့အာနာအားလုံးကိုသူပိုင်ဆောင်ကြောင်းကြော်ကြပါတော့တယ်ဒါပေမဲ့ဒန်နစ်ကတခုခုမှားနေရဆိုတော့တတိထားပြီးသွားပါတယ်သူကစတီဗန်ကိုဖမ်းဆီးပြီးစစ်ဆေးလိုက်တဲ့အခါစတီဗန်ဟာဂျိုးဆက်ရဲ့အိမ်တော်တွေအဖြစ်ပြန်ခတ်မှန်ဆိုရမှတ်လုံးကြောင့်စစ်ဆေးမှုကိုသူ့ရဲ့သွေးနဲ့လဲလှယ်ပြီးလိမ့်လဲခဲတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်မင်းလိုက်တဲ့တစ်တာထဲမှာလည်းတကယ်တော့ဘာအမှတ်သားမှမပါပဲစတီဗန်ကိုပဲရွေးချယ်ဖို့ကြိုတင်စီစဉ်ထားတာပါဒေါသထွက်နေတဲ့ဒန်နစ်ကဂျိုးဆက်နဲ့စစ်သည်တွေကိုတိုက်ခိုက်ဖို့ပြင်ပေမဲ့ဗင်ကခမားတစ်ခုခုပြစ်သွားရင်အတက်လီယာဘာဖြစ်သွားမလဲစဉ်းစားအောင်လို့တားဆီးခဲ့ပါတယ်နောက်ဆုံးမှာတော့အတက်လီယာဟာစီးစိမ်တွေဆုံးရှုံးခဲ့ရပြီးပစ္စည်းဟောင်းတွေတူလောင်ထားတဲ့ဂိုဒေါင်အုံကြီးကိုပဲဝေရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဂိုဒေါင်ထဲကိုရောက်တဲ့အခါအတက်လီယာဟာလှုပ်ဝက်ခန်းတစ်ခုကိုမတော်တဆပြုတ်ကျသွားပါတော့တယ်အတက်လီယာပြုတ်ကျသွားတဲ့လှုပ်ဝက်ခန်းထဲမှာတော့လူသားမျိုးနွယ်နဲ့မော်ပညာသမိုင်းတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အလွန်ရှားပါတဲ့စာအုပ်ပေါင်းများစွာကိုတွေးကြည့်ခဲ့ကြပါတယ်စီဆိုဗင်နဲ့ဗင်တို့ဟာအံ့အားသင့်လို့မြင်သက်နေကြစင်ပါပဲအတက်လီယာကတော့ဒီအဖိုးရစာအုပ်တွေကိုစိုင်ကိုစီသွားပြီးလူတိုင်းဖတ်နိုင်အောင်လုပ်ချင်တယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ဒန်နစ်ရဲ့စားတောက်ဆိုင်ဟာအဲ့ဒီရှားပါစာအုပ်တွေကိုလာရောက်လေ့လာကြတဲ့ပေါ်ဆရာတွေပညာရှိတွေနဲ့ပြည့်နေသွားပါတယ်ဒန်နစ်ကတော့ဒီနေရာကစာကြည့်လိုက်မဟုတ်စားပြီးထွက်သွားကြလို့အမြဲတမ်းအော်ဟစ်နေရပါတယ်အဲ့ဒီတဲကဖောက်တဲ့တယောက်ကသူ့ဇနီးရဲ့ယောဂကိုကုသဖို့စာအုပ်တုံးကိုခဏငှားကျင်တယ်လို့တောင်းဆိုရမှာအတက်လီယာကသဘောကောင်းသွားတယ်ပဲခွင့်ပြုလိုက်ပါတယ်ဒန်နစ်ဟာအလုပ်တွေအများများနေတာကြောင့်သူ့ရဲ့စွမ်းရည်တွေအားလုံးကိုတုံးပြီးဟင်းချက်နေရင်းနဲ့နောက်ဆုံးမှာတော့ပင်ပန်းနှွမ်းနေပြီးတတိလေးလဲကျသွားပါတယ်သူတတိရလာတဲ့အခါမှာတော့အားလုံးကသူ့ဘေးမှာစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေကြတာကိုတွေ့ရပါတယ်သူတို့ကဆိုင်ကိုခက်တာပိတ်တာပြီးဒန်နစ်ကိုအနားယူကိုတိုက်တွန်းကြပါတယ်အဲ့ဒီနောက်မှာတော့ဒန်နစ်ရဲ့ငယ်ဘဝဇာတ်ကြောင်းကိုမြင်တွေ့ရပါတယ်သူဟာငယ်စဉ်ကလမ်းပေါ်မှာမိုးရဲရည်တဲ့ထိုင်ရတော့ပတ်စံအိတ်ကြပြောက်ခဲ့တဲ့ဂျင်းဆိုတဲ့အမျိုးသမီးကိုကူညီပေးခဲ့မှုပါတယ်ဂျင်းဟာစပုံမှုတယောက်ဖြစ်ပြီးဒန်နစ်ကိုသူမရဲ့ဆိုင်ကိုခေါ်ကအရသာရှိတဲ့ဟင်းတွေကိုကျွေးမွေးခဲ့ပါတယ်အဲ့ဒီဟင်းကိုစားလိုက်ရတဲ့အချိန်မှာဒန်နစ်ဟာအရသာရှိလို့ငိုကြွေးခဲ့ရပြီးအဲ့ဒီအချိန်ကစလို့သူဟာဟင်းချက်ပညာကိုစားတင်စိတ်ဝင်စားခဲ့တာပါလက်ရှိမှာတော့ဗင်နဲ့ဟန်နာရီတာတို့ဟာအနားယူနေတဲ့ဒန်နစ်အတွက်ဟင်းတစ်ခွက်ချက်ပေးဖို့ကြိုးစားကြပါတယ်ဟန်နာရီတာကဟင်းမချက်ခင်မှာသူမရဲ့တန်ချက်ကအပြည့်အစုံကိုဝစ်ဆင်လိုက်တာကြောင့်ဗင်ကအံ့ဩနေရပါတယ်တစ်ဖက်မှာလည်းအတက်လီယာကဒန်နစ်အခုလိုပင်ပန်းသွားတာဟာသူမကြောင့်လို့တွေးပြီးစိတ်မကောင်းဖြစ်နေပေမဲ့ဒန်နစ်သာသူမဘေးမှာမရှိရင်ဘာဖြစ်သွားမလဲဆိုတာကိုတွေးပြီးကျေးဇူးတင်နေမိပါတယ်အေးပီ3ရဲ့အစမှာတော့ဒန်နစ်ရဲ့ငယ်ဘဝမှာသူပထမဆုံးချက်မှုတဲ့ထမင်းကြော်ကိုဂျင်းကမြည်စမ်းကြည့်ပြီးစားရတာအရန်ဆိုးတယ်လို့မှတ်ချက်ပေးလိုက်တဲ့အတွက်ဒန်နစ်တယောက်အကြီးကျယ်အံ့ဩသွားရပါတယ်ဒန်နစ်ရဲ့အထိတ်မှာဂျင်းကသူချက်တဲ့ထမင်းကြော်ကိုအရသာရှိအောင်ဘလို့ပြုပြင်ရမလဲဆိုတာတင်ပြပေးခဲ့ပါတယ်သူမဟာဒန်နာအီလာထမင်းကြော်ကြောင့်နာမည်ကြီးသူဖြစ်ပြီးဒန်နစ်ကိုလည်းသူမလိုမျိုးစပုံမူကောင်းတယောက်ဖြစ်လာနိုင်တယ်လို့အားပေးခဲ့ပါတယ်လက်ရှိမှာတော့တတိလစ်နေတဲ့ဒန်နစ်အတွက်ဗင်ရေချန်နဲ့စီဆိုဗီတို့ဟာမော်တက်တွေကိုအသုံးပြုပြီးစံပြုတ်ချက်ဖို့ကြိုးစားနေကြပါတယ်
သူတို့က Fatal Fire နဲ့ Flame Magic တွေကိုသုံးပြီးအပူချိန်ညှိဖို့အကြီးကျယ်ငင်းကုန်နေကြတာကြောင့် Hanarita ကတော့ဘာတွေပြောနေမှန်းနားမလဲပဲကြောင်ကြည့်နေရပါတယ်အဲ့ဒီအချိန်မှာကုန်သည်ပိုရောက်လာပြီးဈေးနှုန်းထောက်ဝက်တဲ့ပစ္စည်းတွေကိုလာရောက်ပါတယ်သူကစံမြုပ်ချရတာဘလောက်လွယ်ကူကြောင်ရှင်းပြလိုက်တဲ့အခါမှာပဲအစင်းမြက်မော်တွေနဲ့ခေါင်းစားနေတဲ့ဗင်နိုတတိုင်းသူတို့ကိုသူတို့ငတုံးတွေကိုခန်းစားသွားရပြီးမော်ဆန်မြုပ်အကိုဝယ်လိုက်ကြပါတယ်အတလီယာကလည်းဒန်နစ်စီကတင်ထားတဲ့အတိုင်းကြက်ဥခောက်ပြီးဝိုင်းကူပေးပါတယ်စကားဆက်ပြီးလို့ Hanarita ကိုမစားနိုင်တဲ့အရာရှိတာလို့မေးတဲ့အခါသူမကတရေဖန်နဲ့လို့ဖြေတာကြောင့်အားလုံးအံ့ဩသွားကြပါတယ်သူမကတရေဖန်နဲ့ဟာတိတ်ဆန်အရေကုန်နဲ့လှုပ်တာမို့စားလို့ရမယ်ထင်တာလို့အတီပေါက်ပြောပြနေတာပါညဘက်မှာတော့အတလီယာကဒန်နစ်ကိုစံမြုပ်တိုက်ကြွေးပါတယ်ဒန်နစ်ကအရသာရှိနေတော့အတလီယာလှုပ်တာလာလို့မေးတဲ့အခါသူမကကြက်ဥပဲခောက်ပေးတာဖြစ်ပြီးပိုကစံမြုပ်ချက်ပေးတာကိုသိလိုက်ရတဲ့အတွက်ဒန်နစ်တယောက်မယုံနိုင်အောင်ဖြစ်သွားရပါတယ်နောက်တစ်နေ့မှာတော့ဒန်နစ်ရဲ့ဆိုင်ကိုခဏပိတ်ပြီးအားလုံးစုပေါင်းကပျော်ဝဲသားလို့ပြင်ဆင်ကြပါတယ်ပွဲမစခင်မှာအမျိုးသားတွေကတစ်ဖက်အမျိုးသမီးတွေကတစ်ဖက်ရေချိုးကမ်းမှာသွားကြပါတယ်ဗင်ကဒန်နစ်ရဲ့တောက်တင်းတဲ့ကြော်သားတွေကိုကြည့်ပြီးအံ့ဩနေစင်မှာဒန်နစ်ကဗင်ကိုဘာလို့ဒီလောက်ပိန်နေတာလဲလို့မေးပါတယ်ဗင်ကတော့သူကမော်စရာမို့ကြော်သားမလို့ဘူးလို့ပြန်ဖြစ်ပါတယ်တစ်ဖက်မှာလည်းရေချက်ကဟန်နာရီတာရဲ့ပြည့်စုံလှပတဲ့ကိုလုံးကိုပေါက်ကိုကြည့်ပြီးအားကြနေပြီးပါတယ်ရေချိုးပြီးတဲ့နောက်အားလုံးစပွဲဝိုင်းမှာစုဝေးကြပါတယ်ဒန်နစ်ကဟန်နာရီတာကိုအဖွဲအမှာစကားပြောခိုင်းလိုက်တဲ့အခါသူမကရှင်းပြလာတဲ့မိခွန်းကြီးကိုစတင်ပြောကြပါတော့တယ်ဟန်နာရီတာဟာမျက်ရည်ကျရင်သူမရှာဝင်နေတဲ့အလုပ်ကိုနောက်ဆုံးမှတော့ရရှိသွားပြီဖြစ်ကြောင်းအားလုံးကိုအသိပေးလိုက်ပါတယ်အဲ့ဒါကတော့တခြားသူတွေကိုကူညီပေးနိုင်တဲ့နန်ရင်းစစ်တီတော်အလုပ်ပဲဖြစ်ပါတယ်ဗင်ကလည်းသူလည်းနောက်ထပ်အဖွဲတစ်ခုရှာတွေ့ထားပြီဖြစ်ကြောင်းကိုပြောပြပါတယ်တစ်ဖက်မှာတော့ရေချက်ကသူမရဲ့မိဘတွေစီခိတပြန်လာပြီးတဲ့နောက်မျိုးတော်ကမော်ပညာတင်တန်းရဲ့နီးပြအဖြစ်တွားရောက်အမှုထမ်းမယ်လို့ဆိုပါတယ်အားလုံးကသူတို့ရဲ့အစားပြုမှုအသစ်တွေအတွက်ဂုဏ်ပြုနေကြပေမဲ့ဗင်ကတော့အားလုံးခွဲခွာရတော့မှကိုစိတ်မကောင်းဖြစ်နေပါတယ်ဒန်နစ်ကတော့ငါတို့ကလွတ်လပ်တဲ့သူတွေပဲကိုယ့်အတွက်အရေးကြီးတဲ့အရာကိုဘယ်တော့မှလက်မလွတ်နိုင်တယ်လို့အားပေးရင်သူတို့အတွက်ထမင်းကြော်ကြွေးပါတယ်အဲ့ဒီအချိန်မှာကုန်တဲ့ပိုကရှားပါးသားတွေယူဆောင်လာပြီးပျော်ပွဲစားမှာလာရောက်ပူပေါင်းပါတယ်ဒန်နစ်ကသူနေမကောင်းတော့ကကိုညီခဲ့တဲ့ပိုကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်စကားဝိုင်းထဲမှာဗင်ကဒန်နစ်ရဲ့နာမည်အရင်ဖြစ်တဲ့ဒန်နစ်ဘလက်အကြောင်းကိုမေးမြန်းပါတယ်ဒန်နစ်ကသူ့ကိုမွေးစားပြီးဟင်းချက်ပညာသင်ကြားပေးခဲ့တဲ့ဆီယာမကြီးရဲ့မျိုးနာမည်ကိုအသုံးပြုခွင့်ရခဲ့တာဖြစ်ကြောင်းဒါပေမဲ့ဆီယာမနဲ့စကားများပြီးခွဲကခဲ့တာမို့အဲ့ဒီနာမည်ကိုဆက်သုံးဖို့ဝင်လင်းနေပြီးကြောင်းဖွင့်ရလိုက်ပါတယ်ဒန်နစ်ဟာ level 99ထိရောက်နေပေမဲ့ level 100ကိုတော့ဘလို့မှတက်လန်းလို့မရခဲ့ပါဘူးသူဟာသူ့ရဲ့အရေးချင်းကိုသက်သေပြဖို့ကဘာအနံ့ကိုလိုက်လဲခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆီယာမကြီးရဲ့သတိပေးစကားတွေကအမှန်ကန်နေမဲ့သဘောပေါက်သွားပါတယ်ပျော်ရွှင်စရာအချိန်တွေကုန်ဆုံးနေတော့မှပဲဒန်နစ်ရဲ့ဆိုင်ဘက်ကနေမီကိုတွေထွက်လာတာကိုအားလုံးမြင်လိုက်ရပါတယ်သူတို့တွေအပြေတော့သွားကြည့်တဲ့အခါစားတောက်ဆိုင်တွေကမီးလောင်နေတာကိုတွေ့လိုက်ရလို့အားလုံးထိတ်လန့်သွားကြပါတယ်မိစားတင်ချိုးခဲ့တဲ့သူတွေကိုဖမ်းဆီးရမိတဲ့အခါမှာတော့သူတို့ဟာနိုင်မဲ့အဖွဲ့ဝင်တွေဖြစ်နေကြပါတယ်သူတို့ကဒန်နစ်ကို Watchdog အင်တော်နဲ့စေးဘာဝင်းအဖွဲ့ကမင်းကိုအလိုရှိနေတယ်လို့ပြောတဲ့အခါမှာတော့အခြေအနေတွေကတင်းမာသွားပါတယ်ဒန်နစ်နဲ့တငယ်ချင်းတွေဟာမီးကိုငြိမ်းသက်နိုင်ခဲ့ပေမဲ့စားတောက်ဆိုင်တွေကတော့လုံးဝပြာကျသွားခဲ့ပါပြီဒါကိုမြင်ရတဲ့ဟန်နရီတာတယောက်ဝမ်းနဲ့ပို့ဆွေးပြီးငိုကြွေးပါတော့တဲ့ရေချန်နဲ့ဗင်နိုကလည်းဒါဟာသူတို့ကြောင့်ဒန်နစ်ကနိုင်မဲ့အဖွဲ့နဲ့ပတ်သက်မိလို့ဖြစ်လာဆိုပြီးကိုယ့်ကိုအပြစ်တင်နေမိကြပါတယ်ဒါပေမဲ့ဒန်နစ်ကဒါဟာ Watchdog အင်တော်နဲ့စေးဘာဝင်းအဖွဲ့နဲ့ငါချာကပြဿနာပါမင်းတို့နဲ့မဆိုင်ဘူးလို့ပြောပြီးတခြားမျိုးမှာဆိုင်သက်သွားပြီးမှဆုံးဖြတ်လိုက်ပါတယ်ဒါကိုကြားတဲ့အားလုံးကအံ့ဩသွားပြီးရန်သူတွေကိုအတူတူပြန်တိုက်ခိုက်ဖို့ပြောကြပေမဲ့ဒန်နစ်ကငါတို့တိုက်ခိုက်ရမှာကနိုင်ငံရဲ့အင်အားကြီးဆုံးအဖွဲ့နဲ့အချမ်းသာဆုံးမှော်စရာအင်တော်ဖြစ်တာကြောင့်ငါတို့မှအနိုင်ရဖို့အခွင့်အရေးမရှိဘူးလို့လက်တွေ့ကြကြတွေးတော်ပြီးရှောင်ထွက်ဖို့ပြင်ပါတယ်ဒန်နစ်ဟာတခြားသူတွေဒုက္ခရောက်မှာကိုမကြည့်ရသူမို့အခုလိုအားလုံးကိုဘေးကင်းစေချင်တာပါဒါပေမဲ့သူတို့တွေမျိုးကနေထွက်ခွာဖို့ပြင်တဲ့အခါဆိုင်ရှင်းမှာဆွေယုံနေတဲ့မျိုးကန်ဖောက်တဲ့တွေအားလုံးကဒန်နစ်ကိုထွက်မသွားဖို့တားဆီးကြပါတယ်ဗင်ကကျွန်တော်တို့အားလုံးကလူ့အဖွဲ့အစည်းကပယ်ထုတ်ခြင်းကိုခံရတဲ့သူတွေမို့ဒီနေရာမှာစုံကြတာပါဒန်နစ်ကိုနောက်တစ်ချိန်အနေထုတ်ခံရတာမျိုးကျွန်တော်တို့အဖြစ်မခံနိုင်ဘူးလို့ခန်းစားချက်ပြည့်နဲ့ပြောလိုက်ပါတယ်ဒန်နစ်လည်းတခြားသူတွေကိုအရေးကြီးတဲ့အရာတွေကိုလက်မလွတ်ဖို့ဆုံးမခဲ့ပေမဲ့အခုတော့ငါကိုယ်တိုင်ကလက်လွတ်ဖို့ပြင်နေမိတာပဲလို့သဘောပေါက်သွားပြီးမျိုးမှာဆက်နေကရန်သူတွေကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့အဖွဲ့တွေကိုပယ်ထုတ်ခံရသူများရဲ့စားတောက်ဆိုင်တို့နာမည်ပေးလိုက်ကြပါတယ်အဲ့ဒီအချိန်မှာခါဒီရောက်လာပြီးဗီကိုရဲ့ဆိုင်ကိုမီရှိုးမန်အစီအစဉ်ကိုသူမမတားဆီးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ပြောပါတယ်သူမဟာစီးပွားရေးရဲ့ဒူကောင်းဆောင်ဖြစ်နေတာကြောင့်အစာပိုင်းမှာဒန်နစ်ကိုကူညီဖို့ဝန်လင်းနေပေမဲ့နောက်ဆုံးမှတော့စိတ်ပြောင်းသွားပြီးဗီကိုရဲ့လှုပ်ရှားမှုတွေအားလုံးကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်မျိုးတော်ကိုသွားနေတဲ့လန်ခီမှာဒန်နစ်ကသူ့ရဲ့ဆီယာမချင်းဟာ level 100အထိရောက်ရှိသွားပြီဖြစ်ကြောင်းကိုပြောပြတဲ့အခါအားလုံးအံ့ဩမြင်သက်သွားကြပါတယ်လူသားသမိုင်းမှာ level 100ရောက်တဲ့သူဟာလက်ချိုးရည်တွက်လို့ရတဲ့ဒန်နိုင်တာပုံကိုယ်တွေပဲရှိတာကြောင့်ဗင်တယောက်စိတ်လှုပ်ရှားလွန်းလို့ထိုင်တော့မထိုင်နိုင်တော့ပါဘူးဒါပေမဲ့ဒန်နစ်ကတော့သူမဟာတိုက်ခတ်ရတဲ့ဟင်းချက်တဲ့နေရာမှာပဲသူမရဲ့စွမ်းရည်တွေကိုမြင့်တင်ခဲ့တာလို့ဖြစ်စေပြောကြလိုက်ရပါတယ်ဒန်နစ်တို့အဖွဲ့မျိုးတော်ကိုရောက်တဲ့အခါမှာတော့အစီအစဉ်အတိုင်းအသီးသီးခွဲခွာလှုပ်ရှားကြပါတယ်ဗင်ကအယောင်ကောက်တာကမိန်းကလေးကိုသူ့ရဲ့ချစ်ဆွဲပုံစံနဲ့တင်သွင်းပြီးအကူအညီတောင်းသလိုရေချယ်ကလည်းမျိုးတော်ကမော်စရာတွေနဲ့ပညာရှိတွေစီကနေအကူအညီရဖို့စီယုံလှုပ်ရှားပါတယ်တစ်ဖက်မှာလည်းဟန်နရီတာကစီဆိုဗင်းနဲ့တွေ့ဆုံပြီးသူတို့ဖမ်းမိထားတဲ့မီရှိုးတရားခံတွေကိုတက်တဲ့ပြုကစေးဘာဝဲအဖွဲ့ကိုအေးအေးယူနိုင်ဖို့ရာဇဝတ်မှုကိန်းတိစောက်ဖို့ကြိုးစားပါတယ်အန်တလီယာကစောင်းငါပြီးဇနီးတဲ့ကိုကယ်တင်နိုင်ခဲ့တဲ့မှော်စရာကြီးကလည်းကျေးဇူးဆက်တဲ့အနေနဲ့လီမော်တက်ကိုတုံးပြီးသူတို့ရဲ့ပျက်စီးနေတဲ့မှော်ပစ္စည်းတွေကိုပြုပြင်ပေးဖို့ကူညီပေးပါတော့တယ်ဒန်နစ်ကတော့သူ့ရဲ့ဆရာမချင်းတဲ့အတွက်ကိုဆိုင်ကိုသွားခဲ့ပါတယ်ဆိုင်ထဲရောက်တဲ့အခါမှာအားလုံးကသူ့ကိုမှတ်မိကြပြီးဝိုင်းအောင်လာပေမဲ့သူကတော့ဂျင်းနဲ့ပဲတွေ့ချင်နေတာပါဂျင်းကဒန်နီရဲ့မျက်နှာကိုကြည့်ပြီးအရင်ကားတဲ့အခြေအနေကောင်းလာတာကိုသတိထားပြီးသူတို့သူ level 100မရောက်နိုင်သေးတဲ့အဖြစ်ကိုရှာတွေ့ပြီးလားလို့မေးခဲ့ပါတယ်ဒန်နီကတော့အဲ့ဒီအဖြစ်ကိုမသိသေးပေမဲ့အခုသူရောက်လာတာကတော့သူဟင်းကိုကြိုက်နေတဲ့တငယ်ချင်းတွေအတွက်အကူအညီတောင်းဖို့ဖြစ်ကြောင်းကိုပြောပြပါတယ်ဂျင်းဟာဒန်နီရဲ့ကိုကျိုးစွန်းတဲ့စိတ်ဓာတ်ကိုအံ့ဩမိသလိုသူလိုအပ်နေတဲ့အကူအညီတွေကိုပေးဖို့သဘောတူလိုက်ပါတယ်ဒါအပြင်သူမကဒန်နီကို level 100ရောက်ဖို့အတွက်လိုအပ်တဲ့အရေးကြီးဆုံးသင်ခန်းစာတစ်ခုကိုလည်းအရေးမွပြောပြခဲ့ပါတယ်ဒ
ညဘက်မှာတော့ဂျင်စီကနေအရေးကြီးတဲ့အစည်းအဝေးကျင်းပမယ့်အချိန်နဲ့နေရာကိုလက်ခံရရှိလိုက်တာကြောင့်ဒန်နီတို့ရဲ့ပြင်ဆင်မှုတွေအားလုံးပြည့်စုံသွားပါပြီနောက်တစ်နေ့မှာတော့စေဘာဝဲကောင်းဆောင်ဗီကိုဟာအရေးကြီးတဲ့လုပ်ငန်းကိစ္စတစ်ခုအတွက်ထွက်ခွာဖို့ပြင်ဆင်ပါတယ်ဗီကိုရဲ့အတိတ်မှာသူဟာငယ်စဉ်ကတည်းကလဲကွင်းထဲမှာပင်ပင်မမတ်အလုပ်လုပ်ခဲ့ရပြီးသူ့ရဲ့ဖျားနာနေတဲ့အကိုဖြစ်သူကိုစောက်ရှောက်ရင်းနဲ့မြင်မာတဲ့ရီမှန်းချက်တွေကိုမွေးမြူခဲ့ပုံကိုပြန်မြင်အောင်လာပါတယ်ဗီကိုရဲ့ငယ်ဘဝဟာအလွန်ခါးသီးခဲ့ပါတယ်ဖားခင်ဖြစ်သူဆုံးမသွားပြီးမိခင်ကလည်းနောက်ယောက်ျားနောက်လိုက်သွားတာကြောင့်နေမကောင်းတဲ့ညီလေးနဲ့အတူဒုက္ခရောက်ခဲ့ရပါတယ်။သူဟာတထေးတွေစီကစားစရာရဖို့ညီလေးရဲ့အခြေအနေကိုတနာစရာဖြစ်အောင်လုပ်ပြီးလိမ့်လေတောင်းခံခဲ့ပါတယ်။ဒီနေ့မှာတော့တထေးကတော့တယောက်ရဲ့ခွေးကိုသူ့ကိုဟောင်းတာကိုအညှိုးတေးထားပြီးညဘက်မှာပေါက်ပြားနဲ့ရိုက်သက်ခဲ့ပါတယ်။အဲ့ဒီအမှုမှာသူ့ညီလေးအဖမ်းခံတော့မဲ့အချိန်မှာဗီကိုကသူ့လောက်တာဖြစ်ကြောင်းကိုဝန်ခံခဲ့ပြီးချိန်နဲ့ပေးခံခဲ့ရပါတယ်။ဗီကိုဟာလက်စားချီတဲ့အနေနဲ့တထေးအိမ်ကိုမိရှို့ပြက်စီးခဲ့ပြီးသူ့ရဲ့ရက်စက်မှုကိုကြောက်လန့်သွားတဲ့ညီဖြစ်သူဟာသူ့စီကနေထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဗီကိုက level 100ရောက်ဖို့ရီမှန်းချက်နဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး Silver Fan ဆိုတဲ့အဖွဲ့တွေကိုဝင်ခဲ့ပါတယ်။သူဟာအဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲတကူတော့တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အဖွဲ့ခေါင်းဆောင်ကိုနဂါးနဲ့ပစ်ထားခဲ့ပြီးတေအောင်လောက်ကသူကိုယ်တိုင်ခေါင်းဆောင်နေရာကိုရယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အခုလက်ရှိ Silver Fan အဖွဲ့ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဗီကိုဟာဂျိုးဇက်ဟိုပါနဲ့အင်္ဂလိပ်လိုက်စားတဲ့တရားသူကြီးတို့နဲ့လှုပ်ဝက်တွေ့ဆုံနေပါတယ်။သူတို့ကဒန်နီရဲ့ဆိုင်ကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်သူတို့ရဲ့အနာဂတ်ဟာလုံခြုံသွားပြီလို့ယုံကြည်နေကြပါတယ်။ဂျိုးဇက်ကတော့နိုင်ငံတစ်ခုလုံးကိုနောက်ဘက်ကနေကြိုးကိုင်အုပ်ချုပ်ဖို့အထိရည်မှန်းထားပြီးအခုလိုသူတို့အားလုံးစုံတွေ့ရတာဒန်နီကြောင့်မို့ဒန်နီကိုတော့ကျေးဇူးတင်တဲ့နဲ့လို့နောက်ပြောပြောဆိုနေပါတယ်။အဲ့ဒီအချိန်မှာပဲဗင်ဟာစပွဲတို့အဖြစ်ရုပ်ဖြစ်ပြီးအခန်းထဲကိုဝင်လာပါတယ်။သူကစပုံမူကဟင်းတပွဲကြံခဲ့လို့လာဖို့တာပါလို့ပြောပြီးထမင်းကြော်တစ်ပွဲကိုချပေးလိုက်ပါတယ်။ဂျိုးဇက်ကအံ့ဩသွားပေမဲ့အဲ့ဒီထမင်းကြော်ကိုတော်တော်စားတဲ့အခါမှာတော့အရသာရှိတုံးလို့ဒီစပုံမူကိုသူ့စီမှာအလုံးလုံးခိုင်းဖို့ပြောပါတယ်။တပတ်မှလည်းဗီကိုကဂျိုးဇက်တို့လိုအာနာမတ်တဲ့အသုံးမကျတဲ့သူတွေကိုအခွင့်အရေးအကုန်ရှင်းပြပြီးနိုင်ငံကိုသူကိုယ်တိုင်အုပ်ချုပ်ဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ဗီကိုဟာထမင်းကြော်ကိုမြည်တမ်းကြည့်လိုက်တဲ့အခါဒါဟာဒန်နီရဲ့လက်ရမယ်ချက်ချင်းသိသွားပါတယ်။အဲဒီနောက်ဒန်နီဟာအခန်းထဲကိုရဲရဲဝင်းဝင်လာပြီးသူ့ရဲ့ဆိုင်ကိုမိရှို့ခဲ့တဲ့အတွက်သူတို့ကိုအပြစ်ပေးဖို့ရောက်လာတာဖြစ်ကြောင်းကိုပြောပြပါတယ်။ဒန်နီဟာ Drop Fight လို့ခေါ်တဲ့ကြောင်းဝက်ဖွဲ့အတန်ဆွားအားကိုတုံးပြီးအော်ဟစ်လိုက်တဲ့အခါဂျိုးဇက်နဲ့တရားသူကြီးတို့ဟာကြောက်လန့်လို့ဒူထောက်အချုံးပေးလိုက်ရပါတယ်။ဒန်နီကသူတို့ကိုအပြစ်ဝန်ခံခိုင်းရမှာဂျိုးဇက်ကကြောက်ကြောက်လန့်လန့်နဲ့ပဲသူတို့မိရှို့ခဲ့တာမှန်ကြောင်းကိုဝန်ခံလိုက်ပါတယ်။ဒီဝန်ခံချက်ကိုဗင်ကမော်အတန်ချက်ဆက်နဲ့တမျိုးလုံးကြောင်းထုတ်လွှင့်လိုက်တာကြောင့်မြို့တော်ကလူတွေအားလုံးဟာဂျိုးဇက်တို့ရဲ့ရုံမှမှုကိုသိသွားကြပါတယ်။စီဆိုဗင်ကလည်းအခုလိုဝန်ခံချက်ရပြီဖြစ်လို့သူတို့အတွက်အရာအလုံးပြီးဆုံးသွားပြီလို့ဆိုပါတယ်။ဒါကိုဒေါသထွက်နေတဲ့ဗီကိုကဒန်နီကိုစားရင်တိုက်ခိုက်ပါတော့တဲ့ဗီကိုကသူ့ရဲ့ဓာတ်ကိုလျှက်စီးမော်နဲ့အစွမ်းသိမ်းပြီးတိုက်ခိုက်သလိုဒန်နီကလည်းသူ့ရဲ့ဓမြောင်တွေကိုရေခဲမော်နဲ့တုပ်ပြန်ပါတယ်။ဗီကိုကမြေပြင်ကိုဖျက်ဆီးပြီးကြောက်တုံးတွေနဲ့ပြစ်ပေါက်ခဲ့ပေမဲ့ဒန်နီကဒေအိုကြီးတစ်လုံးနဲ့ကာဝဲကမီလီယံတွေကိုပြန်လည်တိုက်စစ်ဆင်ပါတယ်။သူတို့နှစ်ယောက်ဟာအကျိန်းနဲ့ရှိလာပါတယ်။အတိတ်ကိုပြန်ပြောင်းကြည့်ရင်အဖွဲ့တဲကိုစောင့်ဝင်တုန်းကဗီကိုကသူ့ကိုစပုံမှုဆိုပြီးအထင်သေးခဲ့တာပါ။လက်ရှိတိုက်ပွဲမှာဗီကိုကဒန်နီရဲ့ဓာတ်တွေကိုဖျက်ဆီးပြပေမဲ့ဒန်နီကချက်ချင်းပြန်ပြင်ပြီးတိုက်ခိုက်ပါတယ်။ဗီကိုကဒန်နီကိုကန်ကောင်းလို့ဆရာကောင်းနဲ့တွေ့ခဲ့တဲ့နုနယ်တဲ့ကောင်လေးကိုလှောင်ပြောင်းပြီးအပြင်းထန်တိုက်စစ်ဆင်ပါတယ်။ဒန်နီဟာဒေအိုကြီးတွေနဲ့ခုခံခဲ့ပေမဲ့ဗီကိုရဲ့အချိန်ကိုမထိန်းနိုင်ပဲလွင့်ထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာဒန်နီဟာတတိလေးလို့ညီပါဖြစ်သွားပြီးသူ့ရဲ့ဆရာမချင်းပြောခဲ့တဲ့မင်းဟာအရာရာကိုစိတ်မပတပါပဲလုပ်နေသေးပြီ level 100ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုတဲ့စကားကိုပြန်ကြားရောက်လာပါတယ်။သူဘာကြောင့်စပုံမှုဖြစ်ကျင်ခဲ့တဲ့ဆိုတဲ့အဖြစ်ကိုသူရှာတွေ့သွားပါပြီ။အဲ့ဒါကတော့သူခက်ခဲနေတုန်းကစားခဲ့ရတဲ့ထမင်းကြော်လိုမျိုးအရသာရှိတဲ့ဟင်းတွေကိုချက်ပေးပြီးဘဝမှာရုန်းကန်နေတဲ့သူတွေကိုအင်အားပေးခြင်းတာသူတို့ရဲ့မျက်နှာပေါ်မှာအပြုံးတွေမြင်ခြင်းတာဆိုတဲ့ရည်ရွယ်ချက်စစ်စစ်ပါပဲသူတို့ရဲ့တငယ်ချင်းတွေအားလုံးကစိုးရိမ်တကြီးအော်ဟစ်ခေါ်နေတဲ့အတန်ကိုကြားလိုက်ရတဲ့အခါဒန်နီဟာသူ့နှလုံးသားထဲမှာမြုပ်နှံနေတဲ့ level 100ရဲ့နောက်ဆုံးသောတောချက်ကိုနားလည်သွားပါတယ်ဗီကိုကလျှက်စစ်မော်နဲ့အဆုံးသတ်တိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာပဲဒန်နီရဲ့ကိုကနေအလင်းလန်းတွေထွက်ပေါ်လာပြီးဗီကိုကိုလွတ်ထွက်သွားစေပါတယ်ဒန်နီကအရသာရှိရဲ့အစားအသောက်ကိုချက်ပေးနိုင်ုံနဲ့မလုံလောက်ဘူးအဲ့ဒီအစားအသောက်ကိုစားမဲ့သူတွေကိုကာဝယ်ပေးနိုင်တဲ့အင်အားရှိရမယ်ဆိုတာကိုသဘောပေါက်သွားပြီး level 100ကိုတရားဝင်တက်လှမ်းနိုင်ခဲ့ပါပြီဗီကိုကအပြင်းနဲ့တိုက်ခိုက်ပေမဲ့ level 100ရဲ့စွမ်းအားကိုမရှင်နိုင်တော့ပါဘူး။ဒန်နီကသူ့ရဲ့စကေးအသစ်ကိုသုံးပြီးမင်းတို့ငါရဲ့စားတောက်ဆိုင်ကနေထောင်ရပိတ်ပင်လိုက်ပြီးလို့ကြွေးကြော်ကအလင်းနိုင်ကြီးနဲ့တူဗီကိုကိုအပြတ်သက်အနိုင်ယူလိုက်ပါတယ်။ဗီကိုကမြေပြင်ပေါ်မှာလက်မြောက်အရှုံးပေးလိုက်ရပြီးတစ်ချက်တော့မလုံနိုင်တော့ပါဘူး။ဗင်ဟာဒါဟာ level 100ရောက်မှရရှိတဲ့ဒန်နီရဲ့သီးသန့်စကေးဖြစ်ကြောင်းကိုရှင်းပြပါတယ်။တိုက်ပွဲပြီးမှတော့ဒန်နီနဲ့ပင်မနှွမ်းနေပြီးလဲကြလူနေပါဖြစ်သွားပေမဲ့တငယ်ချင်းတွေကဝိုင်းဖန်ပေးခဲ့ကြပါတယ်။တစ်ဖက်မှာတော့ကာတီနဲ့ဆီယာမဂျင်တို့စကားပြောပြကြပါတယ်။ဂျင်ကဒန်နီဟာသူဒီလောကမှာဘာကြောင့်ရှိနေရလဲဆိုတဲ့တီးရှိမှုအကြောင်းရင်းကိုရှာတွေ့သွားလို့ level 100ရောက်သွားတာဖြစ်ကြောင်းကိုရှင်းပြပါတယ်။ဂျင်ကအကောင်းဆုံးဟင်းချက်သူလမ်းစဉ်ကိုရွေးချယ်ခဲ့ပေမဲ့ဒန်နီကတော့သူ့တငယ်ချင်းတွေကိုကာဝယ်ဖို့အတွက်အင်အားကြီးဆုံးစပုံမှုလမ်းစဉ်ကိုရွေးချယ်ခဲ့တာပါ။ဇလန်ရဲ့ထူကြတဲ့အလှည့်ပြောင်းနေတဲ့ဒန်နီရဲ့အကိုဖြစ်သူဟာကပေါ်လာပါတယ်။သူကဗီကိုတို့ရှုံးနေသွားတာကိုခရူးမဆိုင်သလိုဒန်နီအနိုင်ရမှာကိုလည်းကြိုတင်ယုံကြည်နေခဲ့တာပါ။နောက်ဆုံးမှာတော့ဒန်နီတယောက်ပြန်လဲကျမ်းမာလာပြီးတငယ်ချင်းတွေကသူ့ကိုလာရောက်ကြည့်ရှုကြပါတယ်။အားလုံးကဒန်နီကိုစူညံနဲ့စားတော့နေကြတာကိုကြည့်ပြီးဒန်နီလည်းအားပြန်ပြေးလာပြီးဆိုတာကိုသိတာနေပါတယ်။တငယ်ချင်းတွေကဒန်နီကိုအံ့ဩစရာလက်ဆောင်တစ်ခုကိုပြလိုက်ပါတယ်။အဲ့ဒါကတော့ကုန်တယ်ပိုကစောက်လို့ရေးကုမ္ပဏီနဲ့ချိတ်ဆက်ပြီးမိလောင်သွားတဲ့စားတောက်ဆိုင်လေးကိုအရင်ထက်ပိုကောင်းအောင်ပြန်လည်တည်ဆောက်မဲ့ပုံစံငယ်ပဲဖြစ်ပါတယ်။ဂျိုးဇန်နဲ့ပတ်သက်သူတွေအားလုံးဖန်ဆီးခံရပြီးဝတ်စတက်မီသားစုရဲ့ခေါင်းဆောင်တွေကလက်လက်နေပေမဲ့အတန်တီယာကတော့အဲ့ဒီယာတို့ကိုစိတ်ဝင်စားပါဘူး။စီဆိုဗင်နဲ့ပညာရှင်တွေကတော့မိလောင်သွားတဲ့ရှားပါးစာအုပ်တွေကိုပြန်လည်ပြုပြင်ဖို့ကြိုးစားနေကြပါတယ်။ဗင်ကဒန်နဲ့တင်ပေးခဲ့တဲ့အားလုံးပြီးဆုံးသွားပြီးလို့ထင်တဲ့အချိန်မှာတယောက်ကပြန်ထလာလိမ့်မယ်။ဘယ်သူမှကိုချောက်ပေါ်ကိုမ
ရက်တည်နိုင်တော့လက်တွဲကူညီမဲ့သူရှိရင်ပြန်ထားနိုင်မှာပါဆိုတဲ့စကားကိုပြန်လဲအောင်မင်းရင်သူကိုယ်တိုင်နဲ့အစွမ်းထက်တဲ့မှော်စရာပြအောင်ဆက်လက်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှတော့စားတောက်ဆိုင်တွေကအရင်တိုင်းပြန်လည်တိစောက်ပြီးသွားပါပြီဒန်နစ်ကအရင်လိုပဲအားလုံးအတွက်အရသာရှိတဲ့ဟင်းလျာတွေကိုပြုံးပြုံးရွှင်နဲ့ပဲပြန်လည်ချက်ပြုတ်ကျွေးမွေးနေပဲဇလန်းလေးနဲ့အေးချမ်းစွာအဆုံးသတ်သွားရပါတယ်